ကျွန်တော်ဒီနေ့ video လေးမှာတော့ကျွန်တော်ဒီဖုန်းကနေ Windows လက်တော်တွေကိုကျွန်တော်ကျိုးတွေမပါပဲတပ်ပါတီ app တွေမပါပဲtransfer တွေ file တွေကို transfer ဘယ်လိုလုပ်လို့ရမလဲဆိုတော့ကျွန်တော်ဒီနေ့ video လေးနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်ဒီဖုန်းတွေကကျွန်တော်ဒီ file manager တွေဝင်လိုက်ပါနော်တခုပြောစရာရှိတာကျွန်တော်တို့ဒီဖုန်းရဲ့ကျွန်တော်တို့ဒီ Windows လက်တော်ရတာ Wi-Fi တခုတည်းမှာပဲရှိရမှာနော်အဲ့ Wi-Fi ကကျွန်တော်တို့ဒါ network connection တော့ရှိကြတော့မလို့ Wi-Fi ဖြစ်ရပြီအဲ့ Wi-Fi တခုတည်းကိုမှချိန်ထိုင်ရပြီပေါ့နော်ခုန file manager တွေဝင်လိုက်ဆိုတာကျွန်တော်ဒီအဆက်သုံးသက်ကိုနှိပ်လိုက်ပါနှိပ်လိုက်ကျွန်တော် active ရှိရဒီ active ကကျွန်တော်တို့ file transfer protocol ပေါ့နော်ဒါကတော့အမြဲတမ်းဒါပါလီပါတာရှိရအားလုံးတော့မြင်ဘူးကြပါပါအဲ့ဒီထဲမှာကျွန်တော်ဒီဝင်လိုက်မယ်ဝင်လိုက်ဆိုတော့ကျွန်တော် start ကိုနှိပ်လိုက်နှိပ်ပြီဆိုတော့ကျွန်တော်ဒီမှာ user name password ကိုဒါပေးရမယ်ပေါ့နော်A လေးလုံးပေးလိုက်မယ် user name A လေးလုံးပေးမယ်ဒီကဟာကိုကျွန်တော်1 2 3 4လို့ပြလိုက်ပါနော်အဲ့ဒါလည်းစတာဆိုပြီးဒီမှာကျွန်တော်တို့ဒီမှာဆိုကျွန်တော်တို့ဒီမှာဒီရဲ့ address လေးကိုကျွန်တော်ဒီဟွာထဲမှာရိုက်ထည့်အောင်နော်ဒီမှာကျွန်တော်ဒီ server မှာကျွန်တော်ရိုက်ထည့်မယ်ကျွန်တော်ဒီမှာရိုက်ပြီးသားရှိရတဲ့အတွက်ဒါထပ်မရိုက်တော့ဘူးနော်ဒီမှာပဲကျွန်တော်ခေါ်လိုက်မယ်ခေါ်လိုက်ပြီဆိုတော့ကျွန်တော်ဒီမှာအေးလေးလုံးเนาะခုနကတော့ကျွန်တော်1 2 3 4ပေးထားတယ်နှိပ်လိုက်ကျွန်တော်ဒီမှာဒီဟိုရဲ့ file တွေပေါ်လာရောเนาะဒီဖုန်းရဲ့ file တွေပေါ်လာဒီ file ကိုကျွန်တော်ဒါ copy လုပ်လိုက်မယ်ပေါ့เนาะ copy လုပ်လိုက်ကျွန်တော်ဒီမှာအသစ်ခေါ်လိုက်ပါเนาะအသစ်ခေါ်ပြီးတော့ကျွန်တော် file နဲ့ဒါကျွန်တော်တို့ဒီ laptop ရဲ့ကြာ file နဲ့ဝင်လိုက်ပြီเนาะဝင်လိုက်ဆိုတော့ကျွန်တော်ဒီမှာcopy လုပ်လိုက်ပါเนาะရပါရောเนาะအဲဒီမှာเนาะဒါကြတာဖုန်းရတာ file manager เนาะဒါ laptop ရတာ file နဲ့ရောက်သွားပြီပေါ့เนาะဒါလေးကကျွန်တော်ကျိုးတွေပါတယ်တကယ်လို့ရှာမရဘူးဟိုကျိုးတွေပါထားကြည့်ရမှာပြင်းနေဆိုရင်ဒါလေးအသုံးပြုပြီးတော့ share လို့ရပါတယ်ဒါလေးကကျွန်တော်ဒီမှာဆိုလဲခုန user name password ကတစ်ခါပဲရိုက်ထားခင်ရပြီအဲ့လိုရိုက်ထားပြီးသွားရင်ကျွန်တော်ဒီမှာဆိုလဲကျွန်တော်တို့ address ကိုကျွန်တော်တို့ခုနပြောလို့ရိုက်ထားပြီးသားဆိုခုနပေါ့ဗျာတစ်ခါနှိပ်ပြီးတော့ password ထည့်ပြီးဝင်လိုက်ရုံပဲဒါပဲပေါ့နော်ဒါလေးကတော့ကျွန်တော်တော်များတော့ဒါတိတ်3လေး3ထားတော့မရှိဘူးเนาะဒါလေးကတော်တော်လေးလည်းသုံးဝင်ပါတယ်ခုနပြောလို့ဟိုပကြိုးတွေပါမလောက်ဆိုရင်ဒီလိုနည်းနဲ့ဒါကူလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုဒါပြောပြပေးတာဖြစ်ပါတယ်အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်